ငါတို့ပြဿနာကွာဝေးရလောက်တဲ့ထီတော့အဲ့လောက်ကြီးကြီးမားမားမဟုတ်ဘူးထင်တာပဲဒီတိုင်းကွာတယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့နားနဲ့မူးနဲ့ရှေ့ဆက်မယ်ဆိုရင်ရနေရပဲလေဒါကိုမင်းကဝေးကိုဝေးမှဖြစ်မှာလားငါတို့ကွာနှစ်တကြာကြီးတွဲခဲ့တဲ့တန်ရုံးစင်မှမထောက်ထားကြတော့မလားအေးပါညရေပြောနေရေဆက်ကုန်ပြီထင်ပါရဲ့इंतजार है तेरा इंतजार